အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဗီဒီယိုလက္ခဏာဟောတဲ့ထိုးအောင်ဝေကောင်တို့ဆိုရဖြစ်ပါတယ်ယခုတင်ပြပေးမယ့်အကြောင်းအရာကတော့မိတ်ဆွေတို့လက္ခဏာမှာဒီအမှတ်သားရပါလို့ရှိရင်အမွေရရှိစေတတ်ပါတယ်ထီပေါက်စေတတ်ပါတယ်ဒါမှမဟုတ်ရင်ထီပေါက်လို့အမွေရလို့နော်ငွေကြေးစုလိုက်ပုံလိုက်ရတာတွေငွေကြေးနဲ့ပတ်သက်ပြီးလက်လာပါပွင့်လန်းစေတတ်တာတွေနော်ငွေကြေးကပွင့်လန်းတာတွေနော်ကံကြောင့်ဖြစ်တဲ့အခွင့်အလမ်းတွေရတတ်တာတွေဖြစ်စေတတ်တဲ့နော်မင်္ဂလာအချမ်းအမှတ်သားတွေပဲဖြစ်ပါတယ်ခင်ဗျာဘယ်လိုအမှတ်သားလေးတွေလဲဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုစာဆုံးကြည့်သွားဖို့ဒီမှာပဲကျွန်တော်ပထမဦးစွာပထမမေတ္တာရက်ခံစေပါတယ်မေတ္တာရက်ခံလိုပါတယ်မိတ်ဆွေတို့ရဲ့လက်ဖွားပြင်မှာယခုလိုလက်တန်းအောက်ခြေဘော်တော်ဦးဂျိုကွန်ကလည်းရှင်းလင်းပြီးတော့မို့မောက်ကအယောင်သွေးစူပြင်းနေရမှာဗျနော်လက်တကြွေအောက်ခြေတနင်္ဂနွေဂျိုကွန်ကလည်းနော်ရှင်းလင်းပြီးမို့မောက်ကအယောင်သွေးစူပြင်းရမှာဒီနောက်တစ်ခုကဥပတ်လမ်းကြောင်းတွေဂျိုကွန်တစ်ခုမှာကနစင်လမ်းကြောင်းတွေမရှိစေရအောင်ဗျနော်အဲ့တော့အဲ့ဂျိုကွန်တစ်ခုကြားထွက်လာတဲ့နော်တေးနဲ့ပြည်ပြင်းတဲ့ဟောဒီမှာလမ်းကြောင်းလေးနော်နံပါတ်1ဆိုပြီးတော့ကျွန်တော်များလေးထိုးပြထားတယ်အဲ့လမ်းကြောင်းလေးပါခဲ့ရင်နော်လက်တရွေအောက်ခြေတနင်္ဂနွေဂျိုကုံနဲ့လက်တန်းအောက်ခြေဘော်ဒူးဂျိုကုံကြားတွေကဆင်းလာတဲ့လမ်းကြောင်းလေးအဲ့လမ်းကြောင်းလေးပါခဲ့ရင်နော်အဖြတ်လမ်းကြောင်းกินရမယ်နော်အဲ့လမ်းကြောင်းလေးပါခဲ့ရင်အငွေရတတ်တယ်ထီပေါက်ရတတ်တယ်ငွေစုလိုက်ပုံနဲ့ရတတ်တယ်နော်ငွေချင်းနဲ့ပတ်သက်ပြီးတော့နော်ကံကောင်းခြင်းအဖြာပြရဲကြုံရတတ်တယ်ကံကြောင့်ဖြစ်တဲ့အခွင့်အလမ်းတွေကံကြောင့်ဖြစ်တဲ့ဆုလက်တွေရတတ်တယ်နောက်တိုင်းတစ်ခုပြောမယ်အသလန်းကြောင်းရှင်းနားလောက်စီကနေပြီးတော့လက်တန်းအောက်ခြေဘော်ဒကူဂျုံကုန်ဒီဆွေဆွေလေးတက်နေတဲ့လမ်းကြောင်းကိုကျွန်တော်တို့ကကျမ်းမာရေးလမ်းကြောင်းလို့ခေါ်တယ်အဲ့ကျမ်းမာရေးလမ်းကြောင်းကနေခွဲတွက်နေတဲ့လမ်းသွယ်လေးอ่ะနော်ဒီဥကောင်းလမ်းကြောင်းကိုထိပြီးတော့နော်တရိကံအမှတ်သင်္ကေတဒီမှာတရိကံအမှတ်သင်္ကေတပုံစံမျိုးလေးဖြစ်နေမယ်ဒါလေးကလည်းခုနပြောတယ်ပေါ့ထီပေါက်တတ်တယ်အမွေရတတ်တယ်နော်ဒါမှမဟုတ်လို့ချင်းထီပေါက်လို့အမွေရလို့နော်ငွေကြေးကံပွင့်လန်းမယ်ငွေကြေးကံကောင်းမှုဖြစ်လာမယ်ငွေကြေးအစုလိုက်ပုံလိုက်ရတာတွေဖြစ်တတ်တယ်နော်ကံကြောင့်ဖြစ်တဲ့အခွင့်အလမ်းတွေစုလက်တွေရရှိခံစားရတတ်တယ်နောက်တော့လက်ကောက်ဝတ်ရဲ့ပထမအရေးပေါ်မှာနော်ယခုဖော်ပြပါနော်ချက်ချေက